မင်္ဂလာပါရှင် Reader for You Channel ကနေကြိုဆိုလိုက်ပါရယ်ကျမကတော့တင်ဆက်သူပါလေးပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့စာအုပ်လေးရဲ့နာမည်ကတော့ဆရာနန်ဂျာတိုင်းရေးသားထားတဲ့အချစ်ဆုံးသူရဲ့အထုပ်ပတိစာအုပ်လေးရဲ့စသိမ်းပိုင်းကိုတင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်စာအုပ်လေးမဖပြခင်မှာ channel လေးကိုလည်း like and subscribe လုပ်သွားပြီးဖို့တောင်းဆိုလိုက်ပါရယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်မင်းကဘာကြီးပိတ်ရိုက်ချင်နေတဲ့ထွန်းနိုင်မင်းဒီအကြောင်းဆက်မပြောရင်ကောင်းမယ်တန်းအောင်လေးတန်ကနောက်နေတဲ့လေးတန်မဟုတ်ထို့ကြောင့်ကျွန်တော်ပြောလက်စစကားပြောက်သွားပြီးအဲ့ရဘောလဲနေရကစက္ကနဲ့ထားထိုင်လိုက်တယ်ငါပြောတာနားထောင်မအောင်တန်းအောင်ရငါဆိုလိုတာကမပြောနဲ့ထွန်းနိုင်မင်းပြောမှငါသိတယ်ငါမြလေးကိုချစ်ပါတယ်ဒါပေမဲ့နိုဝင်ဘာကိုတခါတိတ်တရိရလို့နိုဝင်ဘာအကြောင်းပြန်ပြောမိတာပါလို့မင်းပြောမယ်မဟုတ်လားကျွန်တော်ပြောမယ့်စကားများကိုတန်းအောင်ကဥအောင်ပြောချလိုက်တယ်ကျွန်တော်ဘာမှထပ်မပြောတတ်ညာလေးနဲ့အမြဲတွေ့တယ်ပြန်လာတိုင်းတန်းအောင်ခန်းမှာထိုင်နေနိုဝင်ဘာအကြောင်းပြောတယ်ညာလေးနဲ့နိုဝင်ဘာကိုရှင်ပြတယ်နိုဝင်ဘာကိုတိတ်ချစ်တဲ့ကြားကနိုဝင်ဘာကရက်ဆက်သွားတယ်ဘာညာအမြဲတမ်းရင်ဖွင့်မိတယ်။ဤဒီကိုတန့်အောင်မင်းများအမြင်ကန်းနေသည်မသိဒီနေ့တော့အပြက်ကိုကောနေတော့တယ်။ထွန်းနိုင်ငါပြောမယ်တေချာနာတော့စမ်းတန့်အောင်ကကလထိုင်ပေါ်တမနေခွေထိုင်လိုက်တယ်။ပြီးမှနောဆလိတ်ကိုမင်းကြီးလိုက်ပြီးတစ်ချက်ဖွာလိုက်ပြန်တယ်။ခဏနေမှညာလေးနဲ့ကြိုက်ခဲ့တာတစ်နှစ်လောက်ရှိပြီ။ဒီနှစ်ဆိုဖိုင်နေနောက်နှစ်ကြောင်းပြီးပြီ။မင်းအိမ်အောင်ပြုတ်ဖို့စဉ်းစားရတော့မယ်။ကဲမင်းမြလေးကိုယူမလားကျွန်တော်ငိုင်သွားမိတယ်မင်းမြလေးနဲ့တေတပံတရစုံပေါင်းသင်းသွားဖို့ရည်ရွယ်ပြီးပလားစဉ်းစားပြီးပလားကျွန်တော်နှုတ်ဆုံနေတယ်အဲ့ဒီခါမှာမင်းနိုဝင်ဘာကိုမင်းကိုမေးရမယ်ခုလိုလွမ်းနေလို့မရတော့ဘူးမင်းရဲ့ဘွားကျင်ဘွားမြလေးဖြစ်လာလိမ့်မယ်ကဲမင်းဘလို့လဲကျွန်တော်ရဲ့မညာတတော်ပါစမမှန်သောစကားတခုလွတ်ခနဲ့ထွက်သွားတယ်ငါမပြောတတ်မစင်းစားရသေးဘူးတန့်အောင်မအေးမင်းအတော်ရိုင်းတဲ့ကောင်ငါမသာတန့်အောင်ဒီလိုတခါမှကျွန်တော်ကိုမမတ်ရရိုင်းမဆဲခဲ့ဘူးကြီးသို့တော့သူ့စေတနာကိုကျွန်တော်ပြေဝနားလဲပါတယ်ငါမစင်းစားရသေးဘူးပြောတာပါတန့်အောင်အဲ့ဒီကြတော့မင်းပြောတဲ့ပုံစံငါဖြစ်လာမှာပါတန့်အောင်ကခေါင်းကိုတော့ခါလိုက်ရင်မင်းကငါဘာမှပြောချင်တော့ဘူးတွန်းနိုင်မင်းတနေ့အကြီးအကျယ်စိတ်ဆင်းရဲရလိမ့်မယ်။တန့်အောင်ဒေါသထွက်မယ်ဆိုလဲထွက်လောက်ပါရဲ့။ကျွန်တော်ကလည်းကျွန်တော်ဒါကြောင့်ပြေရပြေချောင်းတန့်အောင်ရမင်းငါ့ကိုပြောချင်တယ်လို့သာပြောပါ။ဒါပေမဲ့ခုငါနဲ့ခဏလိုက်ခဲ့ပါဦး။စပခံသွားရအောင်။စပခံဆိုဒီမှာကျွန်တော်တို့လျှက်စစ်အင်ဂျင်နီယာအသင်းမှဖွင့်ထားတဲ့ရေဒီယိုပညာလေးလာသောအသင်းတရားအခန်းရေဒီယိုပညာရေးမြင့်တင်ရေးအသင်ခံဖြစ်တယ်။ပါစက်မှကျွန်တော်ပြောချင်ရပြောနေတယ်။မြားလေးနဲ့ပတ်သက်သူများကိုကျွန်တော်ဘယ်တော့မှမမေ့။ခုကိစ္စကလေမြားလေးကသူတို့ဆောင်မသုံးဖို့ရွေနေကောက်လောက်ခိုင်းတာလို့မင်းနဲ့ငါတော့ဆင်ရအောင်ကွာ။ပြောတာပြောရတယ်။တကယ်တမ်းနေတန့်အောင်ကျွန်တော်ကိုဘယ်တော့မှစိတ်မဆိုး။ကြစိတ်မဆိုးတယ်။ကျွန်တော်ကပြောဆိုသူကားကိုပဲအတင်းဆဲကိုတော့ငနဲ့ကလန့်နဲ့ပါလာတယ်။သို့တော့ပါဇက်ကတော့ကောင်းကြီးဟောပါပေးလိုက်ပြီ။ခွေးမသာအဆောင်ပေါ်မှဆဲလေကားရင်တွေအပြင်မပြန်လာတော့တဝင်းနဲ့တွေ့တယ်။တဝင်းကတန့်အောင်ကိုတစ်ချက်ကြည့်၍ကျွန်တော်ပဲလှည့်ကထုံးနိုင်မင်းကပြောစရာရှိတယ်။တန့်အောင်ရဲ့အကြည့်တစ်ခုကတဝင်းစီရောက်သွားပြီ။နိုဝင်ဘာနဲ့ပတ်သက်လို့ကျွန်တော်နဲ့တန့်အောင်ကအကြည့်ချင်းဆုံသွားပြီ။ဒီနေ့မြို့ထဲမှာသူ့တငယ်ချင်းမာလာနဲ့ငါတွေ့တယ်။မာလာကပြောနေတယ်မင်းနဲ့တွေ့ကျင်တယ်တဲ့။ကျွန်တော်ရင်နဲ့လက်ခနဲဖြစ်သွားတယ်။ဘာကိစ္စရဲလဲ။မသိပါဘူးကွာ။ငါ့ကိုတော့မပြောဘူး။ဒါပေမဲ့မင်းကိုပြောခိုင်းတဲ့စကားတခုတော့ရှိတယ်။အဲ့ဒါနိုဝင်ဘာနဲ့ပတ်သက်လို့မင်းနားလည်မှုရှိမှာပါလို့မှားလိုက်တယ်။တန်းအောင်နေကျွန်တော်အကြည့်ချင်းတစ်ချက်စုံပြန်နေပြီးမှတန်ဝင်းကိုအေးကွာငါတော့သူတို့စီမသွားတော့ပါဘူး။စိတ်လည်းဝင်စားတော့ပါဘူး။ဒါပေမဲ့မာလာကိုတော့မင်းတွေ့ရင်ပြန်ပြောလိုက်ပါနိုဝင်ဘာကိုငါနားလဲပါတယ်လို့ဒေါက်တာကျော်ခန့်နဲ့ပတ်သက်တဲ့ကိစ္စကိုလေ
ငါနားလည်မှုရှိပြီးသားပါလို့နော်ကျွန်တော်စိတ်ထဲမှာအတန်ငယ်ပေါ်ပါသွားပြီမြာလေးချစ်ရလုံးနဲ့ကိုရဲ့မြာလေးဒီညက်တနာရဲ့ရေးကန်နေကိုမျက်နှာကိုဖြတ်ခနဲ့သတိရလိုက်မိတယ်ကိုပြောလေးကိုပေါ့ညဆိုမြာလေးတို့အုပ်စုကလက်ဖက်တုပ်ချင်းတုံနဲ့ရင်းနေချမ်းမြည်ပြီးစကားတွေထိုင်ထိုင်ပြောကြတာအတင်းတော့မဟုတ်ပါဘူးတနေ့လုံးဆက်ဆူလှုပ်ထားတာလေးတွေပြန်ပြီးနှင်းတော့ကြတာပါအရင်ကတော့ရွေနေကိုအဆောင်မိုးကန်သွားပြီးသူ့စီကဟောပလိတ်နဲ့တဲရတာဆိုတော့မျက်နှာငယ်ရတာခုတော့ကိုပေးထားတဲ့ကိုလက်ဖြစ်ရွေနေကောင်လေးနဲ့ခိုးတယ်ပြီးရွေနေချစပတ်ကွာနေတော့ရွေနေတဲ့တိုင်းကိုတတိရတယ်ပေါင်းသိန်းတွေကလည်းကိုချီးမွမ်းကြတာပေါ့ညာလေးကိုကတော့တကယ်တော်ရဟိမောင်မင်းကြီးသားကောင်းမှုနတ်လူသားတို့ခေါ်စီတော့ဩဃာတာတဲ့ရွတ်တဲ့မသက်ကြီးကဆိုအမြဲထထအောင်တဲ့မြာလေးကလည်းကိုပေးသွားတဲ့နေတော့ကပြောခဲ့တဲ့စကားတွေကိုအမြဲတရိရတတ်တယ်မြာလေးတရိထားတော့အခက်မသိရင်တက်လိုက်တတ်တယ်ကိုကစိုးရင်လို့လားစိုးရင်တော့မြာလေးရဲ့စိုးရင်မြာလေးကိုဘတော်မှမမုန်းနဲ့မမိနဲ့မြာလေးကတက်လိုက်တောင်သိမှာမဟုတ်ဘူးကိုပြမသိမှာဒီတော့ကိုမျက်နှာလေးကပိုပြီးဝင်သွားတယ်မြာလေးကကိုမောရင်ကိုမြာလေးကကိုဘယ်တော့မှမမုန်းဘူးဟုတ်ပါမလားမောင်ကနုရဲ့ဓာတ်တက်တောင်ပိုသေးတယ်ကိုကြီးရည်တန်လေးတွေနားထဲမှာခိုးတိမထွက်သေးဘူးဒီနေ့တော့ညနေကမတ်တက်မေးလို့မြာလေးဖြေလိုက်ရတဲ့စကားလေးကိုပိုတရိရနေတယ်ညနေကမတ်တက်ကမေးတယ်မြာလေးကိုထုံးနိုင်တယ်ဘယ်တော့လက်ထက်မလဲတဲ့မြာလေးကလည်းဘာဖြစ်လို့လဲမတ်တက်အော်ကိုထုံးနိုင်ကဒီနှစ်ပြီးရင်ကြောင်းပြီးပြီမဟုတ်လားမြာလေးကတတိယနေ့ဆိုတော့နောက်နှစ်မှဖိုင်နေမြာလေးကြောင်းပြီးအောင်စောင့်မလားကိုထုံးနိုင်အလုပ်ရတာနဲ့လက်ထက်မလားစဉ်းစားထားဖို့တော်ပြီမြာလေးရဲ့တဲ့ဟုတ်သားနော်သူတွက်ပြမှတတိရတယ်ကိုကလည်းဒီအကြောင်းတစ်ခါမှစမပြောဘူးတော့မြာလေးလည်းစင်းကုန်စဉ်းစားမိဘူးမြာလေးစဉ်းစားမိတော့ရင်တော့နည်းနည်းဖို့သားမြာလေးလီတသက်လုံးကိုနဲ့နေသွားရတော့မှာနော်စိတ်ချမ်းသာလိုက်တာကိုရဲ့မြာလေးရှောက်တွေးကြည့်မိတာအားလုံးပြောစရာကြီးပဲကိုကအင်ဂျင်နီယာကြီးဖြစ်ပြီးမြာလေးလည်းကိုခွင့်ပြုရင်အလုပ်တစ်ခုလုပ်မယ်ကိုခွင့်မပြုရင်တော့အိမ်မှာပဲအိမ်မှုကိစ္စတွေနိုင်နေအောင်လုပ်မှာပေါ့ကိုကရုံးကပြန်လာရင်တနခါပုံနေအောင်လူထားမယ်ကိုကတနခါနတ်လေးကိုတိတ်ကြိုက်တယ်မဟုတ်လားကိုမောလာလာရင်ရော့မောပြေဆိုပြီးမြာလေးပါကလေးထိုးပြီးမယ်ကိုကမှုံမွေးပြီးအိုးကိုအမောပြေသွားမှာပဲနော်နောက်ပြီးသားလေးတွေမိလေးတွေရလာအောင်မယ်ဟင်းချက်တော့ရှက်စရာကြီးနော်အိုးမရှက်ပါဘူးဒါတဘာဝပဲဟာသားလေးကြရင်ကိုလိုကြပြစရာအင်ဂျင်နီယာကြီးလောက်ခိုင်းမယ်မိလေးကြရင်မြာလေးလိုပဲမြမစာယူခိုင်းမယ်ပြောတာမဟုတ်ဘူးကိုရဲ့မြမစာကចောင်းသူလေးတွေကတိတ်ရင်ကြီးတိမ်မွေတာနေ့တိုင်းမြမမိုးတွေနဲ့တွင်းနေလို့လာတော့မသိဘူးမြာလေးတို့စီမှာတရုပ်ပြတဲ့ចောင်းသူဆိုတာတိတ်နေတာပဲမြာလေးတို့နေမဲ့အင်္ဂလိပ်ကိုလည်းတရထားမယ်ကိုဖတ်ဖို့စာအုပ်တွေအများကြီးဝယ်ထားပြီးကိုအတွက်စာပကန်းလေးတက်ခက်ညာလေးထားမယ်နှုတ်မို့ကြပြဆရာရင်ကလည်းစာအုပ်တွေကပြစ်ကညင်းဆိုပြီးကိုပေါင်းသိန်းတွေကမြာလေးကိုပဲအပြစ်ပြောမှာပြီးတော့ကိုကြပြတွေအများကြီးပြီးတော့ကိုကြပြတွေအများကြီးရေးပေးဖို့မြာလေးကထိုင်ခံဖတ်မှာပဲကိုလေအဲ့လေကိုယောက်ျားရေးတဲ့ကြပြတွေကိုမဖတ်ရင်သူများတွေကပိုဆိုးမှာပေါ့မဟုတ်ဘူးလားကိုရဲ့အဲ့ဒီကြတခုပဲမြာလေးကြောက်တယ်လင်းနဲ့မြာရှာနေသွားဆိုတော့တခါတလေမြာလေးကဆိုးတဲ့အခါကိုရောသားထွက်ပြီးရိုက်မလားမသိဘူးမရိုက်ပါနဲ့ကိုရဲ့မြာလေးလေကိုဘယ်တော့မှမဆိုးပါဘူးမြာလေးကိုမရိုက်ရဘူးနော်ကိုနော်လို့တပြင်းနဲ့တူမိကုန်းငွေမြာကိုရောပြီးလှက်လိုက်တယ်အစိုးအောင်နဲ့တိုးထွက်သွားကြပြီမယ်မိကုန်းငွေတွေဟာတပြေးပြေးလွင့်ပြီးပျောက်ကွယ်သွားကြတယ်မြာလေးရဲ့အတိတ်ဆိုတာတွေလည်း
အဲ့ဒီလိုပြောက်ွယ်သွားကြရင်သိကောင်းမှာပဲဖက်လက်စတစ်တော့ကွန်ပျူတာကလစ်ဖန်ကလေးကိုပိတ်လိုက်ပြီးကော်ရီဒါတန်းပေါ်ကခုန်ဆင်းလိုက်တယ်ပြီးတော့ကိုကိစ်ကိုကောက်ယူပြီးဖွင့်လိုက်တယ်နေသားတကြရှိနေတဲ့စာအုပ်တွေပေါ်မှာမတ်ဆုပ်စာကလေးကိုတင်လိုက်ပြီးရုံသုံးပိုင်ကာဘာလေးကိုဆွဲထုတ်ယူလိုက်တယ်ဦးထွန်းနိုင်လာမြင့်ဆောင်ထအင်ဂျင်နီယာလျှက်စစ်တာကော်ပိုရေးရှင်းမော်လမြိုင်မြို့ဖိုင်တဲဝကဒီစာရန်ကိုကြည့်ပြီးပြုံးလိုက်မိတယ်ဒီပြုံးဟာကိုဘွားမှာအလားဆုံးပြုံးလေးတစ်ခုဆိုတာကိုသိလိုက်ပါတယ်ဖိုင်တဲကိုဖွင့်လိုက်ပြီးအထဲမှာတည်တည်သက်သက်ညှက်ထားတဲ့စက်ကိုဝေးဖြူဖြူလေးကိုဆွဲထုတ်လိုက်တယ်စက်ကိုဝေးဖြူပေါ်မှာတော့ဦးတန်းအောင်လက်ထောက်ကလေးကလျှက်စစ်အင်ဂျင်နီယာဌာနရန်ကုန်စက်မှုတက္ကသိုလ်လို့ရေးထားတဲ့စာရန်လေးကထင်းကနေပေးနေတယ်ကိုလာရင်ကိစ္စကတော့ဒီမင်္ဂလာဖိတ်စာကိုတန်းအောင်စီလာပေးတာပေါ့စိတ်ထဲမှာဖိတ်စာပေးပြီးအမြင်ပြန်ကျင်လာတယ်ဒါကြောင့်တန်းအောင်ရှိတဲ့အခန်းနဲ့လှမ်းကြည့်လိုက်တော့ကျောင်းသားတွေနဲ့အလုပ်ရှုပ်နေတဲ့တန်းအောင်ကိုတွေ့နေရသေးတယ်တပ်ပြင်းတွေချပြီးစီဂရက်တိတ်ထမင်းကြီးဖွာနေရပြန်နေအခန်းထဲကတန်းအောင်တန်ကြလို့အာယုံဆိုင်လိုက်တဲ့အခါဟေးဟိုဝါယာကိုသွားမကင်လိုက်နေနော်ဟိုမှာတွေ့လားတန်းအောင်ကလက်ညှိုးထိုးပြားတဲ့နေရာကြည့်လိုက်တော့လက်တွေခံရဲ့အရှိဘက်နေရာမှာမင်းနီနဲ့ထင်းထင်းရှားရှားရေးထားတဲ့စက်ကူချက်အနည်းဆုံးဆရာဝန်ဖုန်းနံပါတ်အနည်းဆုံးသူနာပြုကဖုန်းနံပါတ်အနည်းဆုံးဆွေးရုံဖုန်းနံပါတ်စာရန်ကိုကြည့်နေချိန်မှာတန်းအောင်ရဲ့ရီရင်မောမောတတိပေးတဲ့နားထဲဝင်လာတယ်လျှက်စင်းတဲ့ဆက်ဆက်နေချိန်မှာမငေးပါနဲ့မဆွေးပါနဲ့ဟိုကိုင်းဒီကိုင်းလည်းမလုပ်ပါနဲ့ဖြစ်လာရင်သုံးဖို့ဟိုနံပါတ်တွေတော့ရှိတယ်ဒါပေမဲ့အရေးတကြီးသုံးစရာတော့မလိုတော့ဘူးမြန်လာနှင်းလာဒီမှာတော့အကြောင်းထုံးမှာမဟုတ်ဘူးဒါကတိတ်ကြတယ်ဖုံးမထားဘူးခမရတို့တွေ့မှာပေါ့အခန်းထဲကရည်တန်တက်ထွက်လာတယ်ကိုယ်တိုင်ဖွင့်ရဝန်ခံချက်တစ်ခုအနေနဲ့သာကိုယ့်ရင်ထဲမှာစိုးနဲ့ခံစားနေရတဲ့ဝေဒနာတွေကိုပြောနေရတာပါမြလေးအမှန်တော့ဒီစကားတွေကိုကိုမပြောချင်တာအမှန်ပါမပြောသေးတော့ဘူးဆိုရင်လည်းမှန်ပါလိမ့်မယ်ဒါပေမဲ့ဒီစကားတွေကိုမပြောရင်လေဘဝမှာကြံနေသေးတဲ့နိုင်စက္ကန့်တော်တော်များများကိုဘယ်လိုဖြတ်သန်းလို့ရနိုင်မလဲတည့်ရက်ကလေးတည့်ရကြေသွားရင်ကြေသွားတဲ့တည့်ရက်ကလေးနေရာမှာတရန်တူရုံကျွန်းလေးတစ်ခုအခိုက်အတန့်ရှိနေတယ်လို့အနောက်တိုင်းသိပ္ပံပညာရှင်တွေကဆိုကြတယ်ကိုအချက်ကတည့်ရက်ကလေးတည်းမကပါဘူးမြလေးရဲ့အင်းလေဘဝမှာဖြစ်ချင်တဲ့အရာဖြစ်ချင်တဲ့ချိန်မှာဖြစ်လာရင်အလွန်ပြောစရာကောင်းတတ်ပေမဲ့ဖြစ်ချင်တဲ့အရာပဲဖြစ်ချင်တဲ့အချိန်နဲ့နောက်ကျပြီးဖြစ်လာရင်တော့အဖြေဟာတစ်မျိုးပြောင်းလဲသွားတတ်တယ်။ဆောင်းမွေးတုန်းကအဖြေနိုင်ခဲ့ပြီ။ဆောင်းမွေးပြီးမှစာရီဒိုးလို့မွေလို့ရေလုံးနှောက်နိုင်တဲ့စာသင်သားသရုပ်ရည်ထဲမှာဘလို့ရှိနိုင်မလဲ။နိုဝင်ဘာနဲ့ကိုဟာဒီတိုင်းဖြစ်ခဲ့တယ်။အမှန်တော့ဒီဇလန်မှာတာဝန်အရှိဆုံးလူဟာကိုပါပထမနှစ်ဝက်ဆောင်းမွေးတွေပြီးလို့ဒုတိယပိုင်းတီးစစ်လုပ်ဖို့အာရုံနေတဲ့ကာလမှာကိုတယောက်စာရေးစာရန်ကိစ္စတစ်ခုနဲ့မြို့ထဲကိုတက်ခဲ့တယ်။32လမ်းကစက်ကူဆိုင်တွေမှာစာရေးအယောင်းဝယ်စကားပြောနေကြတော့မှကျောဘက်ကအတန်ကြားတာနဲ့လက်ကြည့်မိတော့မာလာနိုဝင်ဘာတငယ်ချင်းမာလာကိုထွန်းနိုင်အော်မာလာပါလားဘယ်လဲရုပ်ရှင်ကြည့်မလို့ကိုထွန်းနိုင်ကိုကျွန်တော်စာရေးဝယ်နေတာပါမာလာတီးစစ်အတွက်ပါကိုထွန်းနိုင်ပြောင်းလာကြည်လားနိုဝင်ဘာစီမလာတော့ဘူးလားမာလာစကားကြောင့်ကိုတစ်ချက်ရီလိုက်ပြီလာကျင်တာဝတ်မာလာရင်ဒါပေမဲ့ဧည့်သည်ကိုအင်ရှင်ကမှမလိုလားခဲ့တာမာလာဟာကိုစကားကြောင့်နည်းနည်းတွေ့သွားတယ်ကိုထွန်းနိုင်မာလာစကားနဲ့ပြောချင်တယ်အချိန်ရမလားကိုရင်ထဲမှာနည်းနည်းဆန်းသွားတယ်ဒါကြောင့်စက်ကူကလားကိုခဏနေမှပြန်လာမယ်ဆိုတဲ့အကြောင်းပါပဲလာမလားဒီမှာရစကားပြောလို့မကောင်းဘူးအေးတောင်ရင်ပြောရအောင်စပယ်အေးဆိုင်နေဝင်ပြီးမှအေးနှစ်ခွက်မာလိုက်ပြီဘာပြောစရာရှိလို့လဲမလားနိုဝင်ဘာကိုထွန်းနိုင်ဘလို့သဘောထားသေးလဲဒီမေကွန်းဟာကိုရင်ကိုဆွဲကင်လှုပ်လိုက်တယ်လို့ခံစားလိုက်ရတယ်တစ်ချိန်တည်းမှာပဲကာလာတန်ကြအိပ်ပျော်နေပြီလို့ထင်ရတဲ့
ရင်ကုန်ကကလေးတွေလည်းလှုပ်ရှားလာကြဘာဖြစ်လို့မေးတာလဲမလားမလာမေးတော့ဖြေပါအောင်ကိုထွန်းနိုင်အေးဆိုင်တွေကငါချစ်တနေရမှာဆိုတဲ့တေးတော်လေးကညင်တသားလေးပေါ်လာတယ်ရင်ထဲမှာတကူးကူကိုမျောလင်းနေရသလိုပိုလာတယ်အရင်လိုပဲပေါ်မှာလားကျွန်တော်ကသူ့လိုမှမဟုတ်ပဲရှင်ဒေါက်တာစီပါကူကားတွေကဆန်းဝမ်းမိုင်လက်တီးလုံးနဲ့တရွတ်ကြွေတွေလေထဲမှာလင်ပါနေတဲ့မြင်ကွင်းကိုဖြက်ကနေမြင်အောင်လိုက်မိတယ်နိုဝင်ဘာကဘာဖြစ်နေလို့လဲကိုထွန်းနိုင်အမေရိကပြည်ဒေါက်တာကြီးနဲ့ဘယ်တော့လက်ထက်ကြမလဲမလားအိုးရှင်မနေပြီရှင်ထဲမှာငှောက်ကြီးတို့ထားပြန်သွားတယ်နိုဝင်ဘာဘသူချစ်ကိုမှလက်မခံသေးဘူးကိုထွန်းနိုင်သူ့ဘဝမှာချစ်တဲ့ပြေကိုပေးဖို့ရဲဆိုလို့ကိုထွန်းနိုင်တယောက်ပဲရှိဘူးသေးတယ်ဗျာကိုဘာမှမပြောရခင်မှာသူကစပြောနေတယ်ရှင်တို့နှစ်ယောက်ကြားမှာတကူးကူလိုနေတယ်ကိုထွန်းနိုင်နိုဝင်ဘာကလည်းမပြတ်သားတတ်ဘူးတိတ်တွေဝတက်တဲ့နိုဝင်ဘာနဲ့စိတ်မရှိတတ်တဲ့ကိုထွန်းနိုင်ကြားမှာရှင်တို့ကြေခွဲစရာတွေဖြစ်လိမ့်မယ်နော်ကိုထွန်းနိုင်နိုဝင်ဘာသူ့ကိုယ်သူမသိပေမဲ့သူ့ဘဝအတွက်တမတ်ပေးသားဟာကိုထွန်းနိုင်မှာနေ့စဉ်အမြဲဆောင်စားခဲ့နေတော့ကတော့တစ်ချိန်မှာသူ့ဘက်ကအပြေတကူပေးလိုက်ရုံနဲ့ဒီကိစ္စဟာပြည့်စုံသွားမယ်လို့သူယူဆနေခဲ့တယ်ဒါပေမဲ့ခုချိန်မှာသူ့ဖွင့်မပြောပေမဲ့ခံစားတတ်နေပြီကိုထွန်းနိုင်ကိုယ့်ရင်ထဲမှာရောက်ရခတ်နေတယ်ငငယ်တော့ကကြောင်ကောင်းလောင်းတန်တွေဟာရင်ထဲမှာလှိုက်နေတယ်ခုသူဘာမှရှိလေမလားလမ်းမတော်မှာရှိမှာပေါ့ကိုထွန်းနိုင်အဲ့ဒီမှာမရှိရင်စေးုံကြီးမှာရှိမယ်အဲ့ဒီမှာသူကြူတီကြတယ်မာလာကိုတတုတ်ရိုက်နှုတ်ဆက်ပြီးထွက်လာတဲ့ကိုဟာအနော်ရတာလမ်းပေါ်မှာတုံးမိန်တစ်စီးငါပြီးချစ်ချင်းစေးုံကိုထွက်လာခဲ့တယ်အမှန်ပြောရရင်တော့အဲ့ဒီအချိန်မှာကိုကဘာထဲမှာနိုဝင်ဘာကလွယ်လို့ဘာမှမရှိတော့ဘူးငါအတွက်မျောလင်းချက်ကလေးရှိသေးတယ်ဆိုတဲ့အသိပဲရှိတယ်စေးုံကြီးတဲ့အချိုးကွေးလိုက်မှာလမ်းမတော်ဘက်ကဖျက်လျှောက်လာတဲ့နိုဝင်ဘာနဲ့တင်းတင်းကိုတွေးလိုက်ရတယ်ကိုကိုမြင်လိုက်တဲ့နိုဝင်ဘာမျက်လုံးမှာအယောင်လက်လက်လေးတစ်ခုလင်းကနေဖြစ်သွားတာကိုမြင်လိုက်ရတယ်မြလေးဟောထုံးစံနိုင်မယ်နိုဝင်ဘာကဟောကလေးတစ်ခုနဲ့စီးကြုတ်လိုက်တယ်တင်းတင်းကပြုံးလိုက်ပြီကိုဆရာကမှစောင်းပြောကြံခဲ့လို့ခဏပြန်လိုက်အောင်မယ်နိုဝင်ဘာဆိုပြီးပြောင်းလူစုခွဲသွားတယ်နော်ဘာလာလောက်တာလဲအထွန်းနိုဝင်ဘာမျက်နှာကပြုံးနေတယ်နော်စီလာတာပဲနော်ဘာကိစ္စလဲထွန်းကိုဘာပြောရမှန်းမသိတော့ပြန်ဘူးနိုဝင်ဘာဆိုတော့ငယ်ကြောက်ကလည်းဖြစ်နေကိုတီးတဲ့အချက်လက်တွေကလည်းကိုဘာသာကိုသိစရာတွေဖြစ်နေတာမဟုတ်လားဒီတော့ကိုလာပုံကြီးကခက်ကြံကြောင်ကြီးဖြစ်နေတာတတိယရာနဲ့နော်ကျူတီကဘယ်ချိန်ပြီးလဲပြီးတော့ပါပြီ၄နာရီထိပဲဥစ္စာဒါဖြစ်လာပြင်ပခဏသွားရအောင်နော်အေးတော့ရဲ့စကားပြောရအောင်ဒါနဲ့ကိုရိုနှစ်ယောက်စင်းုံကြီးတဲ့ဖျက်လျှောက်လာခဲ့တယ်ရေခဲတိုက်ဘက်တကားဝါကိုထွက်လိုက်ပြီးလမ်းပြက်ကူးလာကြတယ်အေးဆိုင်မှာထိုင်ပြီးတော့နော်ဘာလဲထုံကိုရိုကြောင်းပြီးတော့မယ်နော်အဲ့ဒါဘာဖြစ်လဲနိုဝင်ဘာစကားသံကတိုးသွားတယ်ကက်ဆက်ကဖွင့်နေတယ်စေဝင်းတို့ရဲ့စိတ်ညစ်တဲ့အမှုသမားတချင်းကြားတယ်မနေအားယူနားထောင်လိုက်ရတယ်ကက်ဆက်တန်းဘက်ကတချင်းတွေကလည်းနည်းနည်းဝင်ရှုံနေတယ်ဒါကြောင့်လက်ထဲကကင်းနှုတ်ဆောင်လေးကိုဖွင့်ပြီးစာရန်လေးတစ်ခုကိုရေးပေးလိုက်တယ်ခုထိကိုတို့လွမ်းနေအောင်မလားအချစ်ရဲ့နိုဝင်ဘာစာရန်လေးကိုကြည့်ပြီးပြုံးလိုက်တယ်ပြီးတော့မှစလင်းဘက်တဲက BOC ဘောဝိတ်လေးကိုထုတ်ယူလိုက်ပြီးကိုစာရန်အောက်မှာစာရန်လေးတစ်ခုထည့်ရေးလိုက်တယ်တို့တယောက်တည်းပဲချစ်ဘူးပါတယ်မောင်ရင်တို့မျိုးတွေကပြန်လာတော့ဆက်ကိုဝယ်မလာဖြစ်ခဲ့ဘူးအပျော်လေးတွေပဲဝယ်လာခဲ့တယ်အဲ့ဒါကအစညာလေးရဲ့တက်လိုက်လို့ညာလေးမသိနိုင်ပါဘူးကိုရဲ့ကိုပြစ်မှညာလေးသိမှာပါဆိုတာတွေလဲကြားနေတယ်ချစ်သူတို့လန်ကလေးကကွေးကောက်ရဆင်းသွားတယ်အချိန်ကနေဝေချင်းဝင်လူစဲနေလို့ရဲ့ပန်းနူးရောင်သည်ကျွန်တော်တို့နှစ်ယောက်စလုံးကိုလွှမ်းခြုံထားတယ်လောကကြီးရဲ့နေမညာတို့ကူးပြောင်းရင်ဆုံးဖြတ်ချက်ချပေးချိန်တွင်ကျွန်တော်တို့နှစ်ယောက်ဆုံးဖြတ်ချက်တစ်ခုခုချရင်ခက်နေကြတယ်ကျွန်တော်ရင်ထဲတွင်ဆော့ဆော့ကတန်းအောင်အခန်း၌ဖတ်ခဲ့တဲ့ညာလေးရဲ့စာကိုတတိယနေတယ်အခောက်ဖတ်ထားသဖြင့်စာသားတွေကိုအလွန်ရနေပြီ
ကိုရေညာလေးကိုလာတက်လိုက်ပါလားကိုတရက်ဆက်တာပဲကိုတရက်နှစ်ရက်ပေါ်မလာတော့ညာလေးစိတ်ထဲမှာကိုမအားလို့ပဲလို့အောင်းမိနေမိတာခုတော့ကိုညာလေးစီတမင်မလာတာပဲလို့ထင်မိပြီညနေတိုင်းကိုမျှော်ရတယ်ညနေတိုင်းလည်းငိုရတယ်ညာလေးပေါ်မှာကိုမချင်နဲ့တာမကြိုက်တာတွေ့ရင်ညာလေးကိုရိုက်ချင်ရိုက်ပါကိုရဲ့ညာလေးကိုဒီလိုပြပြခါမစိမ့်မနဲ့ညာလေးကိုတိတ်တွေးချင်နေကိုညာလေးမေးစရာတွေလည်းအများကြီးရှိတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးကိုမှာဒီအပြင်ရီးစားတယောက်ရှိတယ်လို့သူများတွေကပြောနေကြတယ်ညာလေးတငယ်ကြီးတယောက်ကလည်းကိုလိန်ကုန်းရှိမှာအမကြီးတယောက်နဲ့တွဲသွားတာတွေးလိုက်တယ်တဲ့ညာလေးသိချင်တယ်အဲ့ဒါသာတကယ်ဖြစ်ရင်တော့ညာလေးကိုတတ်သိလိုက်မှာပဲကိုညာလေးတစ်ခါပြောဖို့တယ်မလားညာလေးကတက်လိုက်တောင်သိမှာမဟုတ်ဘူးကိုပြစ်မှသိမှာလို့ညာလေးစိတ်မလာတာတလားလောက်ရှိပြီညာလေးကိုပြစ်မတော်မှနေကိုရဲ့ဘယ်လိုလုပ်ရတော့မလဲတောင်းကျွန်တော်လီတန်ကအာရုံလွန်လာတယ်ကျွန်တော်ခေါင်းမှလည်းရှုပ်ထွေးနေပြီကျွန်တော်ဝေးမထိုင်နေတဲ့တောင်းကခေါင်းကိုရမ်းလိုက်ပြီမင်းကိစ္စကငါလည်းဘာလို့ရမှန်းတော့မသိတော့ဘူးထုံးနိုင်မင်းကအစကတည်းကပြောရတယ်နာတာရှေကိုစိမီးတို့လည်းမကူပါနဲ့လို့ကျွန်တော်ရင်ထဲမှာပူနေတယ်ခုနေကဇီဝကလောက်ကူတောင်မှကျွန်တော်ရင်ကအပူမီငိမ့်မဲ့မတင်အမောင်တို့ကတဖြည်းဖြည်းဖုံးလာတယ်ဒိုလန်ရှောင်းအောင်ထုံးနိုင်ပြောဆူတက်အောင်ကထားရက်လိုက်တယ်ကျွန်တော်လဲလေးကန်ထားရက်ပြီးနှစ်ယောက်သားချစ်သူတို့လမ်းကလေးတိုင်းရှောင်းလာကြတယ်ချစ်သူတို့လမ်းကလေးဆိုဒီမှာကျွန်တော်တို့စက်မှုတက္ကသိုလ်အနောက်ဘက်မော်တော်ယာဉ်အလုံးယုံကိုပတ်နေတဲ့လမ်းကလေးကိုခေါ်တယ်လမ်းလျှောက်ရင်တက်အောင်ကစကားဆတယ်ငါသဘောကတော့မင်းမြလေးကိုပဲဆုံးဖြတ်လိုက်ရင်ကောင်းမှထင်တယ်တွန်းနိုင်မြလေးကိုငါစိုးရိမ်တယ်တက်အောင်ရဲ့စကားကကျွန်တော်ရင်ကိုကော်ပန်းနုလေးနဲ့စားနေတယ်မင်းနိုဝင်ဘာကိုချစ်တယ်ဆိုတာငါသိပါတယ်တွန်းနိုင်ဒါပေမဲ့တန်ရုံးစင်ကြီးရှိကြည့်ရင်မြလေးရဲ့တန်ရုံးစင်ကတို့တွေကြီးလုံးနေဒီတော့အနေရရှိတယ်မြလေးတစ်ခုခုဖြစ်သွားနိုင်တယ်ကျွန်တော်မျက်လုံးထဲတွင်မြလေးရဲ့အားငယ်တဲ့မျက်နှာလေးကိုမြင်နေမိတယ်ကျွန်တော်နဲ့တွေ့လေတိုင်းကျွန်တော်လက်မောင်းကိုဖတ်ထား၍မြလေးကိုတိတ်ချစ်တာပဲကိုရဲဆိုတဲ့မြလေးရဲ့ဟန်နဲ့လေးကိုမြင်အောင်နေမိတယ်အနစ်နာခင်မင်းကပဲအနစ်နာခံတဲ့နာဘောတွန်းနိုင်မင်းခင်နဲ့ဇက်ပဲတခုတော့ရှိပါတယ်ရက်ဆက်တယ်ဆိုတဲ့စကားကိုတည်ရင်မထားရင်တော့မြလေးကိုထက်မစင်းစားနဲ့မင်းသဘောပေါ့တန်းအောင်ပြောတဲ့စကားများကကျွန်တော်နားရဲဝင်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတယ်ကျွန်တော်စိတ်ကမြလေးပဲညှဉ်းကြည့်တော့လေငယ်လေးကလေးကချစ်လာရတဲ့နိုဝင်ဘာကိုဆုံးရှုံးရမှာလားဆိုတော့တီကချောက်သောစီပြန်နေလူတယောက်ဟာကိုလောက်ခဲ့တဲ့လှုပ်တစ်ခုအတွက်ကိုဘက်ကတာဝန်ယူစရာရှိလာရင်ဆွလွန်တိုင်တလောက်တော့ဆွလွန်ရလိုက်မယ်တကယ်ချင်းအော်ဒရာဆောင်မှာကျောင်းသူများရဲ့ဖျားရှိခိုးတဲ့တန်ကပြန်ထွက်လာပြီးတိန်ထဲကထွက်လာတော့လာမေးရဲ့အလင်းရောင်ကြောင့်ခက်လန်းလန်းမှစက်မှုတက္ကသိုလ်ဈေးရုံကိုလှမ်းမြင်လိုက်ရတယ်ခုံးနေထားမှာနိုဝင်ဘာကရှင်းပါတယ်မင်းကသွားမယ်ဆိုသွားဖို့ဆိုပြီးခက်တင်းနဲ့သူကရင်ဥအောင်လက်ရသွားမှာပဲမြလေးကြတော့တော်တက်အောင်ရဲ့စကားများကိုကျွန်တော်နားဆက်မထောင်ရတော့ကျွန်တော်ရင်ထဲမှာဆုံးပြေချက်တစ်ခုချလိုက်တယ်ဆွဲသောနှစ်ချောင်းကိုခပ်ပိလေးကိုက်လိုက်ပြီးငါနိုဝင်ဘာကိုဖြတ်မယ်ငါပဲရင်ကွဲခံမယ်ကွာလာမင်းကတိမ်ထဲကိုပြန်ဝင်သွားတယ်ညကပိမ့်ပိတ်အောင်မှောင်သွားပြီးရှောင်းနေတဲ့လမ်းကိုပဲကောင်းအောင်မမြင်ရတော့ကျွန်တော်ရင်ထဲမှာလည်းဘာမှမရှိတော့မြလေးတိတ်ပျော်နေတယ်ကျွန်တော်လည်းပျော်ချင်ပါတယ်တန်းအောင်နဲ့ကျွန်တော်တိုင်ပင်ဆုံးဖြတ်ပြီးနောက်နေ့တွင်မြလေးစီကျွန်တော်ရောက်တယ်တန်းအောင်ရဲ့အစီအစဉ်တိုင်းကျွန်တော်စိတ်ခံစားနေရတဲ့ဝေဒနာတတ်စီရဲ့နောက်တစ်နေ့တွင်ဘကိုးတို့ခရီးထွက်ခဲ့တယ်မြလေးနဲ့မတ်တက်လိုက်ခဲ့ကြတယ်မချုပ်ကတော့နေမကောင်းသဖြင့်မလိုက်ခဲ့ကျွန်တော်တန်းအောင်မြလေးနဲ့မတ်တက်တို့အတူတူသွားကြတယ်ကျွန်တော်မျက်နှာကပြုံးနေတယ်ကျွန်တော်ရင်ထဲမှာပြိုနေတယ်မျက်စိတွေမြလေးနဲ့ရတာနိုဝင်ဘာရောက်နေတယ်နိုဝင်ဘာရဲ့ဒုတိယတည်းပဲချစ်ဖို့ရတယ်မောင်ရဲဆိုတဲ့စာရန်လေးကနားထဲနေပဲတင်ထက်နေပြီကျွန်တော်တစ်ချက်ငိုင်းပြီးသွားသည်ကိုတတိထားမိသည်ကမြလေးကိုဘာဖြစ်နေရလဲမြလေးနဲ့သွားရတာ
မပျော်လို့လားကျွန်တော်ညာတတ်နေပါပြီပျော်ပါတယ်မြလေးရဲ့ကိုညာကအေးနည်းနည်းပြတ်သွားလို့နည်းနည်းငိုက်နေတာပါအင်းနှကောင်မှာဆင်းရင်နွားနိုးတောက်ကြတယ်စားတော့ပြီးအပေါ်ပါသွားတဲ့လမ်းတွင်တန်းအောင်ကကျွန်တော်အနာခဲ့၍မင်းဥစ္စာကတိတ်တိတ်တာနေတယ်ထွန်းနိုင်ကျွန်တော်ဘာမှပြန်ပြောစရာမလိုရုံမမျိုးရရောက်နေသောအခါမှာရုံမစကားမပြောတတ်လေမဖြစ်ကျွန်တော်နေတတ်အောင်ကြိုးစားရင်သာရှိတော့တယ်အင်းနှကောင်နဲ့ပကိုးကြီးသည်ခါတိုင်းနဲ့ပူရီကြာနေတယ်မြလေးရိမ့်မိသွား၍ကျွန်တော်လဲတက်နိုင်သလောက်ရည်စရာမောစရာရှာချင်၍ပြောပြီးလိုက်လာခဲ့တယ်ရည်စရာပြောတော့လေမောစရာဖြစ်နေမှကျွန်တော်မှတပါမသူမှမသိနိုင်တိုးတိုင်အောင်တစ်ချက်ငိုင်းသွားမိတယ်နိုမတယောက်မျောနေရှာရောက်မယ်ကျွန်တော်ရေကေသာကျင်းနေတဲ့မြလေးကလေကိုတိတ်နေမကောင်းဘူးလားမြလေးဘာလို့ပြရမလဲကျွန်တော်ရင်ထဲမှာနေတော်ရပြန်နေကျွန်တော်ကိုတိတ်ချစ်တော်မြလေးရပါတယ်မြလေးကိုကောင်းနေကြိုက်နေလို့ဟင်းဟုတ်လားမြလေးပြပြတလေးဖြစ်သွားတယ်ဒါဖြစ်မြလေးပေါ်လှိမ့်နေပါလားကိုရဲ့မြလေးနေပြီးမဲ့လေရပါတယ်မြလေးရဲ့အိုးဘာရတာလဲကိုကဒစိမ့်ချနေတာပဲလာစမ်းမှာမြလေးကကျွန်တော်ပကုံးကိုက၍အတင်းလေးစီတယ်ကျွန်တော်လဲမြလေးစိတ်ပူနေသည်ကိုကြည့်၍တနာတော်သဖြင့်မြလေးပေါင်မလှည့်ပေးလိုက်တယ်မြလေးရဲ့လက်နုကလေးကကျွန်တော်နှထင်ဆက်ပေါ်တယ်လှူရှားနေတယ်တခဏတော့တင်းငိမ်သွားတော့ကျွန်တော်စိတ်ထဲတွင်နိုဝင်ဘာတန်လေးကိုကြားလိုက်ရပြန်တယ်မောင်ကနိုဝင်ဘာကိုမှနားမလဲတာတတ်လားကိုအေးတတ်ပါရဲ့မြလေးကိုထားတော့မယ်နော်ခေါင်းကိုက်တာတော့ပျောက်သွားပြီကျွန်တော်တို့ဖြစ်နေပုံကိုကြည့်၍တန်းအောင်နဲ့မသက်တို့ကတယောက်ကိုတယောက်ကြည့်ပြီးပြောင်းလိုက်ကြတယ်မြလေးကကျင်နာလေးကျွန်တော်ကရင်နာလေးဖြစ်နေပြီကျွန်တော်စိတ်ထဲတွင်အကြီးမားဆုံးသစ္စာဖောက်မှုကြီးလွန်နေသည်ကိုမြလေးမသိကြတကားရှင်မော်တော်ဖျားပေါ်တွင်ကျွန်တော်တို့အုပ်စုဓပုံရိုက်ကြတယ်၄ယောက်ရိုက်ပြီးတွင်မြလေးတို့နှစ်ယောက်တည်းဓပုံရိုက်မယ်နော်ကိုတန်းအောင်ရေတို့နှစ်ယောက်တည်းရိုက်အောင်မယ်ဟိတန်းအောင်ကကျွန်တော်တို့ကိုကြည့်ပြောင်းလိုက်တယ်ကျင်နဲ့ပြုံโอเคအဲ့ဒီနားမှာနေနောက်ဆင်းကတိတ်ကောင်းနေကျွန်တော်တို့နှစ်ယောက်ငလေနန်းကြောင့်ပြိုကျနေတော့ခေါင်းလောင်းတော်နာတွေရက်လိုက်ကြတယ်မြလေးကကျွန်တော်လက်မောင်းကိုဖတ်ထားပြီးလက်လာလေးရိုက်တော့ကိုတန်းအောင်အလှဆုံးတန်းအောင်ကကင်မရာကိုနေရာရွှေ့ချင်ရင်စိတ်ချပါဗျာအချစ်ဆုံးသူနေရာအလှဆုံးပုံလေးရအောင်ရိုက်ပေးပါမယ်မြလေးမျက်နှာလေးဝင်းကနေဖြစ်သွားတယ်ကိုဟာမြလေးရဲ့အချစ်ဆုံးမကိုရဲ့ကျွန်တော်ရင်ထဲတွင်လေအတမတော်သောစကလုံးတစ်ခုလှုပ်ရှားသွားတယ်ကိုလည်းအချစ်ဆုံးသူပါကွယ်ကိုလည်းအချစ်ကိုဆုံးခဲ့ရပါပြီရိုက်မယ်မြလေးကကျွန်တော်လက်မောင်းကိုတင်းတင်းဖတ်လိုက်ပြီးကိုဝေပြုံးလေးပြုံးတော့ကျွန်တော်ကမြလေးစကားကိုသဘောကျသွားသဖြင့်ပြုံးလိုက်မိတယ်ပြီးပြီတန်းအောင်တန်းပေါ်လာရမှမြလေးကကျွန်တော်ဘက်လှည့်ပြီးမြလေးပြောလိုက်တာကိုရဲ့ထုံးနိုင်မင်းကိစ္စတခါပြန်စဉ်းစားဖို့လိုနေပြီငါမင်းကိုဘာမှမပြောရဘူးတန်းအောင်ငါစိတ်ကိုမင်းနားလဲပါတယ်ဘကိုးကပြန်လာတဲ့ညမှာပဲတန်းအောင်ဒီစကားစပြောတယ်ကျွန်တော်ရေကဲကိုစောင့်ကြည့်နေတဲ့တန်းအောင်ကျွန်တော်ကိုနားလဲလာတယ်မင်းဒီတိုင်းဆိုမြလေးကိုတစ်သက်လုံးစိတ်ဆင်းရအောင်မင်းလဲဒုက္ခခံပြီးလုံးနေတယ်လို့ဖြစ်နေလိမ့်မယ်ဒီတော့မင်းမြလေးကိုဖျက်လိုက်တော့နေကောင်ဟင်းကျွန်တော်နှလုံးသွင်းများတန်ကနေရက်သွားတယ်ည၈နာရီခွဲလောက်ကဆုံးနေကျွန်တော်ခုပဲစေးုံပို့ပြီးခမားစီပြေးလာခဲ့တာကျွန်တော်ရင်ထဲပူလောင်သွားပြီငါဘာလို့ရမလဲဆိုတော့မိကုံးများရင်ထဲတွေဝုန်းလိုက်ဆန်ကျဲနေတယ်လောကကြီးတစ်ခုလုံးခြာလက်ပတ်လည်နေတယ်နားရဲတွေလည်းအုံနေတယ်မျက်လုံးတွေလည်းပြနေတယ်အတိတရားကကျွန်တော်မှမရှိတော့မြလေးမသိဘူးဘာဖြစ်လို့မြလေးသိရမှာလဲကျွန်တော်မယုံဘူးကျွန်တော်အယူတယောက်လိုအော်ဟစ်လိုက်တယ်ရင်ထဲကပွင့်ရထွက်လာတဲ့စိတ်ရိုင်းနဲ့အတူကိုထိန်ဝင်းစီတအားပြေးသွားပြီကိုထိန်ဝင်းအင်ကြီးရင်စားကိုတအားဆွဲလို့ရင်မင်းနေတယ်မြလေးဘာဖြစ်တာလဲကလတိုင်းဘောကကြောင်ကျင်းနေတော့တန်းအောင်ကကမန်ကရံပြေးဝင်လာပြီးကျွန်တော်ကိုဆွဲတယ်နေပါအောင်ထုံးနိုင်မင်းတရီထားစမ်းမှာကိုထိန်ဝင်းမြလေးဘာဖြစ်တာလဲဓာတ်လိုက်ခင်ရလို့ကိုတန်းအောင်ရွှေနေကောင်ကဓာတ်လိုက်လို့ကျွန်တော်ခေါင်းထဲမှာအနှွေးမြပုံတစ်လုံး
ကွဲသွားသလိုခံစားလိုက်ရတယ်ကျွန်တော်စောက်တရမရတော့တန်းအောင်လက်ကတအားယုံထွက်လိုက်ပြီးအဆောင်ကော်ရီဒါတစ်လျှောက်ပြေးထွက်လာခဲ့တယ်ကျွန်တော်နောက်ကဟဲကောင်ထိုးနိုင်နေအောင်ဟဲကောင်မပြေးနဲ့ဒိုလဲလိုက်မယ်အတန်တွေကိုကျွန်တော်လုံးဝဂရုမစိုက်တော့အဆောင်လေကားအတိုင်းပြေးစင်းလာတယ်အောက်ဆုံးလေကားတက်တွင်ကျွန်တော်ခြေချော်ကျသွားပြီးလေကားတစ်လျှောက်ဒလိတ်ကောက်ကိုကျသွားတယ်ဒီနောက်တွင်နောက်မှလိုက်လာတော့ကိုထိန်ဝင်းတို့အုပ်စုမိလာရဲ့ကျွန်တော်ကိုအတင်းဆွဲထားတယ်ကျွန်တော်ကလူးလဲထပြီးမဆွဲနဲ့ကျုပ်ကမဆွဲနဲ့မြလေးစီသွားမယ်မြလေးအခုဘာမှလဲမြလေးဘာမှလဲအတင်းကျုပ်ထားကြသဖြင့်လှုပ်ရမရတိုင်းပါဇက်မနင်းကန်အော်နေမိတယ်အခန်းများမှာចောင်းသားများဝိုင်းအောင်လာကြတယ်စိတ်နဲ့ညင်အောင်ထားပါကိုထုံးနိုင်ကျွန်တော်မှကားပါပါတယ်ခမရတိတ်သွားခြင်းနေတဲ့နေရာကိုကျွန်တော်လိုက်ဖို့ပါမယ်ဘယ်မလဲခမရကသွားမယ်ခုသွားမယ်ဆိုပြီးကျွန်တော်အတင်းယုံနေကျွန်တော်နည်းနည်းအသေးစိတ်ဝင်လာမှသိတဲ့ဖြင့်တန်းအောင်တို့ကနည်းနည်းလျှော့ပေးပြီးကားစီခေါ်လာတယ်ကျွန်တော်ကားပေါ်ရောက်လေသူတို့အားလုံးကားပေါ်တွေ့၍အမြန်မောင်းထွက်လာတယ်ဂျစ်ကားရဲ့ရှင်ကမနှဲတော့လေကျွန်တော်စိတ်ထဲတွေတိတ်နေနေတယ်ကျွန်တော်နားရတယ်မတော်တဆဆိုသောစကားကိုဘလို့မှလက်ခံရမရမတော်တဆမဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှဖြစ်နိုင်ဘူးမြာလေးကိုတိတိကျကျပြောထားတယ်ဒီကားကိုအယမ်းမကင်နဲ့တက်လိုက်တတ်တယ်လို့မြာလေးကတော့ပြောဖို့တယ်မြာလေးတက်လိုက်လို့မသိပါဘူးကိုရဲ့ကိုပြမသိမှာပါတဲ့ဒါမတော်တဆမဟုတ်ဘူးမြာလေးကိုတတ်သေးတာမြာလေးကျွန်တော်ကိုကလေးစားချေတာမြာလေးကျွန်တော်ကိုတစ်သက်လုံးပြင်မရအောင်လုပ်တာဆိုတဲ့အတွေ့များနဲ့တန်းစီပေါ်မင်းတိတ်ဆိတ်ပြေးခိုက်ပါနဲ့ထုံးနိုင်ဒါမတော်ဆဖြစ်တာပါအက်ဆီဒန့်မှာတန်းအောင်လေကျွန်တော်စိတ်ကိုအမြဲတမ်းဓာတ်မှန်ရိုက်ကြည့်တယ်လို့မြင်တတ်တယ်ခုလေသူကျွန်တော်ကိုသိနေပြီမဟုတ်ဘူးတန်းအောင်ညာလေးသိတာမတော်တဆမဟုတ်ဘူးငါသိတယ်မဟုတ်ဘူးထုံးနိုင်မဟုတ်ဘူးဒါမတော်တဆဖြစ်တာမင်းနဲ့ဘာမှမဆိုင်ပါဘူးချစ်ကားလေးကစင်းုံကြီးရေခဲတိုက်ဘက်ကိုကိုချိုးချလိုက်တယ်ကျွန်တော်ရင်နဲ့ဒိန်းကနေခုံသွားပြီးတိုက်ရှိတွင်ကားလဲတိုးရဲ့ကျွန်တော်လည်းကားပေါ်မှာခုံဆင်းပြီးသားဖြစ်နေတယ်ကျွန်တော်စိတ်များစောက်တရမရဖြစ်လာပြန်တယ်ဘယ်မလဲမြလေးဘာမှရှိလေလာခုထုံးနိုင်ညာလေးနဲ့ဒီဘက်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်ရင်ထဲတွေစိုးသွားတယ်ကြောက်ကုန်ပေါ်တွင်အသက်မင်းနေသောမြလေးရဲ့ခန္ဓာကိုယ်ကိုတွေးလိုက်ရသည်မှာကျွန်တော်အသေးနှလုံးတွေကိုလက်ကျန်းကြီးနဲ့နှုတ်ဆွဲခံလိုက်ရသလိုဖြစ်သွားတယ်ကြောက်ကုန်ပေါ်တွင်မြလေးရှိနေတယ်ဘယ်ဘက်စပယ်ဒီမက်လေးရှိနေသည့်ဘက်ကနှကန်းလေးရံရတွန်းနေသည်ကလွဲ၍မြလေးအိတ်နေသလိုပဲမြလေးနားတွင်မတန်နဲ့မချိုအပါဝင်အဆောင်ကတငယ်ချင်းတွေအားလုံးမျက်ရည်မစင်နိုင်ကြမင်းသိချစ်တဲ့ကိုလာပြီလေမြလေးရဲ့ထားကြည့်ပါဦးမတရဲ့မချစ်တဲ့ငယ်အော်ဟင်းကိုတန်ကကျွန်တော်နားရဲတယ်တန်ရီဘူးမြလောင်းချလိုက်တဲ့ကဲသူရှိတယ်မြလေးနားတွင်ကျွန်တော်ဒူးထောက်လေးရဲ့ကြာသွားတယ်မြလေးရဲ့မျက်နှာလေးသည်ခုထိအပြစ်ကင်းစင်နေစေမြလေးရဲ့အေးဆက်နေသောလက်ကလေးကိုအသာဆုပ်ကင်လိုက်ပြီးကျွန်တော်မျက်လုံးမြကိုအတိတ်မိတ်ပြစ်လိုက်တယ်ကျွန်တော်ဘာမှပြောလို့မရတော့ကျွန်တော်ရင်ထဲမှာစကားတွေအများကြီးကျွန်တော်ကောင်းသည်အုပ်ကုံဆောင်နဲ့ခက်ဆက်ကလေးထီသွားတယ်ကျွန်တော်နားရတယ်မြလေးကိုပြင်မသွားပါနဲ့ကိုရဲဆိုတော့အတန်များထထလေးလေးကြားနေတယ်မြလေးဓာတ်လိုက်လို့မသေးပါဘူးကိုပြမသေးမှာကျွန်တော်ရောင်ရဲရင်နားကိုပိတ်လိုက်မိတယ်ရှိုက်တန်တက်တက်လေးတခုကျွန်တော်နားရဲကိုတိုးဝင်လာတယ်မြလေးရဲ့လက်ဖမိုးလေးကိုမယူပြီးနမ်းလိုက်မိတယ်မြလေးရဲ့လက်ဖမိုးလေးကိုကျွန်တော်နှဖုံးနဲ့ထိလိုက်ပြီးမြလေးကိုပြောစရာအများကြီးရှိတဲ့အထဲမှာအရေးကြီးဆုံးစကားလေးတစ်ခုကိုကျွန်တော်မနေအားယူပြီးပြောလိုက်ရတယ်ကိုဘယ်တော့မှခွင့်မလုပ်ပါနဲ့မြလေးရဲ့အဆုံးသက်တွေ့ရှိချက်ကြောက်ကနေတကားဖွင့်တဲ့ကြောင့်တန်းအောင်လာနေပြီဆိုတာကျွန်တော်သိလိုက်ရတယ်ကိုလက်မကြည့်မိအနားမှာလာရက်တယ်ဆိုတာသိလိုက်လို့လက်ထဲမှာအစင်သက်ကင်ထားသောဖိတ်စာစာရည်လေးကိုလက်မကြည့်ပဲပေးလိုက်တယ်တန်းအောင်လှမ်းယူလိုက်တယ်တန်းအောင်စာရဲကိုဖွင့်လိုက်ပြီဆိုတာကိုစာရဲလောက်တန်ကြောင့်ကိုသိလိုက်ရတယ်ကိုလက်ထဲမှာကိုထိန်ဝင်းကိုပေးဖို့ဖိတ်စာနောက်တိတ်ကိုထားတော့တန်းအောင်တန်ပေါ်လာတယ်ထိန်မြတ်မင်္ဂလာဖိတ်ကြားစာဆိုပါလားဟာမောင်တွန်းနိုင်ပြီးလျှက်စစ်စွာနဲ့ဒေါက်တာနိုဝင်ဘာ MBBS တဲ့ဟာစာရတော့ရအောင်မေ
တန်းအောင်တန်းမှာအန်အောင်တန်းလေးစွတ်နေတယ်ကိုကခေါင်းကိုတပြေးပြေးငုံသွားမိတယ်မြလေးရဲ့ကိုဒီတန်းနေမချရဲဘူးဒီကပြီးရင်လေကိုထိန်ဝင်းစီကိုသွားပေးရအောင်မယ်ဒါထဲမှာလေမြလေးစုံနေညာကတန်းအောင်မေးလိုက်တဲ့ဘလို့ဖြစ်တာလဲကိုထိန်ဝင်းတေချာရှင်းပြပါအောင်ဗျာဆိုတဲ့တန်းကိုကြားနေတယ်ဟာငါကောင်ကြီးမြန်လာကြည်လားဟာအလုပ်ရတော့မှတနေ့ကြော်ပဲရှိသေးတယ်ယူကြပါလားတိတ်တော့မှာပဲမိဘတွေတော်တော်လှုပ်ကြွေးပြီးပြီထင်တယ်ဟဲ့ကောင်တန်းအောင်စကားတွေကကိုပြောလင်ထားတဲ့စကားတွေပါပဲကိုကိုတိတ်နားလိုက်တယ်လေဒါပေမဲ့ဒီလိုကိုတန်းအောင်ညကယူနေတဲ့တော့ယူနေကောင်မှာကားရင်ကလာလိုက်မလာလိုက်ဖြစ်နေတယ်အဲ့ဒါနဲ့မြလေးကတန်ငယ်ချင်းတွေရှိမှာပဲနေပါအောင်ငါစမ်းကြည့်မယ်ဆိုပြီးယူနေတဲ့ကြိုင်ကိုလက်နဲ့ကတ်လိုက်တာကိုချေဖို့မိုးမှာအဆက်ကလေးတစ်ဆက်ဆွန်းသွားတယ်တန်းအောင်ကရေစရာနောက်ပြောင်ပြီးပြောလိုက်ပေမဲ့တော့နိုင်ညာလေးဖြစ်တာအက်ဆီဒန့်တော့မင်းနဲ့လည်းမပတ်သက်ဘူးဘသူနဲ့မှလည်းမပတ်သက်ဘူးညာလေးဖြစ်တာအက်ဆီဒန့်ညာလေးဖြစ်တာအက်ဆီဒန့်ဆိုတဲ့စကားရရင်ညာလေးရဲ့တက်လိုက်လို့ညာလေးမသိပါဘူးကိုရဲ့ကိုပြမညာလေးသိမှာပါဆိုတာကြီးလည်းကြားနေတယ်ကိုစီကစကားတန်တွေထွက်မလာလို့အားမလို့အားမရဖြစ်နေတဲ့တန်းအောင်ကဟဲ့ကောင်ကြီးဘလို့ဖြစ်နေတာလဲငါမင်းကိုတခါပြောဖို့ရတယ်ကွာနိုဝင်ဘာယောက်ျားယူတဲ့နေ့ဟာမင်းအသက်ခွဲတဲ့နေ့လို့အဲ့တော့ငါအတွက်လဲသွားပြီကိုလူမင်းအသက်မခွဲတော့ပါဘူးကွာဟာတန်းအောင်ဘာဖြစ်လို့ကိုစိတ်တွေပျော်လာအောင်လုံးနေလဲဆိုတာကိုသိပါတယ်မြလေးရဲ့ဒါပေမဲ့နားစိတ်ကစားပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေရှင်